ကဲအားလုံးပဲမင်္ဂလာပါနော်ကိုဖြိုးမိုဘိုင်းကနေပြန်လည်ပြီးတော့ကြိုးဆိုပါတယ်ကျွန်တော်ခုတစ်ခါရောင်းပေးမဲ့ဖုန်းလေးကတော့ Vivo Y70 RAM 128GB ဖုန်းလေးပါဒီကောင်လေးကတော့ဘက်ထရီ 9000 mAh ပါမယ်ဆိုတော့အားလေးကလည်းတော်လေးခံမယ်ဗျာပြီးတော့ဒီကောင်ရဲ့ charging ကတော့ micro ပဲဖြစ်တယ်ဒါပေမဲ့ဒီကောင်က 80W ပါမယ် Dual engine fast charging ဖြစ်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ကြိုးအားသွင်းကြိုးကောင်းကောင်းနဲ့တွဲမယ်ဆိုရင်တော့အားသွင်းအရမ်းမြန်မှာပဲဖြစ်ပါတယ်ဒီကောင်လေးကတော့ Audi ပတ်လည်းအဲ့ဒါလုံးဝရှင်းပါတယ်အလုံးလေးကအတစ်တိုင်းတတ်ပါတယ်အဲ့ဒါအာမခံလည်းကျွန်တော်တို့တလားတီတီပေးပြီးတော့ရောင်းချပါတယ်ဒီကောင်လေးက RAM 128GB ကိုမှဈေးနှုန်းလေးက2,2500ကျပ်ပါခင်ဗျာ fingerprint fail ပါမယ်ဒါကြောဘက်မှာဆိုလဲကင်မရာလေးလုံးဘူးလေးပါမယ်လုံးဝ error ရှင်းပါတယ်ကျွန်တော်တို့ဒါဆိုင်မှာမျက်မြင်လာရောက်ကြည့်ရှုပြီးတော့မှစစ်ဆေးဝယ်လို့ရပါတယ်ကင်မရာရုပ်ထွက်လည်းကြည်တောက်ရှင်းလင်းပါကျွန်တော်ရဲ့ဆိုင်လိပ်စာလေးကတော့အမှတ်84ရန်ကုန်အင်းစိန်လမ်းမကြီးနဲ့ဥယျာဉ်ကန်လမ်းထောင်မှာကျွန်တော်တို့ရဲ့ကိုဖြိုးမိုဘိုင်းဆိုင်ခွဲအမှတ်3လေးပါခင်ဗျာရန်ကုန်မြို့တွင်းဆိုလို့ရှိရင်တော့အယောင်ငွေချင်းနဲ့လည်းပို့ဆောင်ပေးပါတယ်ဆက်သွယ်ပြီးတော့မှာယူခြင်းနဲ့ဆိုရင်တော့0999192613 09699103ကျွန်တော်တို့ရဲ့ဆိုင်ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်ဆိုင်မှာမျက်မြင်လာရောက်ကြည့်ရှုဝယ်ယူမဲ့မိတ်ဆွေတွေတက်လည်းတခြားဖုန်းလေးတွေလည်းအမျိုးသားစုံလင်စွာရှိပါတယ်အစ်စ်ကောအဟောင်းရောတနေရာထဲမှာအယောင်းဝယ်လဲထက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ